ဟုတ်ကဲ့ပြန်ပါဗျာအခုပြောပြချင်တာကဘာလဲဆိုရင်ချစ်သူတွေချစ်ပြီးကမှအစမပြေတွေဖြစ်ဒီနိုင်ရတွေခက်ခဲပြီးတော့မုန်းရတဲ့ဟာတွေနောက်ကိုကြောင့်မဟုတ်ဖဲနဲ့ဂျားလူကြောင့်ထားပါဗျာမိသားစုကြောင့်နေကန်တာတွေဟိုစီးပွားရေးလုပ်မယ်ဒီအိမ်မှာသွားနေမယ်ဒီဟိုအိမ်မှာသွားနေမယ်ဟိုရွာမှာဒီပဲပေါ့နော်တယောက်နေကန်ရင်းနဲ့မုန်းတီးရတဲ့ဟာတွေအဲ့အမုန်းတွေပြေပြီးတော့ပြန်ချစ်ခင်ပြန်လဲပြီးတော့ပေါ့နော်ချစ်ခင်ဒီဘူးပေါ့အဲ့တော့အဲ့ရရတွေများစွာတဲ့ကမှတစ်ခုပေါ့ဗျာအဲ့ဒါဘာလဲဆိုရင်တဲ့မိုးဖက်တို့ကိုဝဲတဲ့မိုးဖက်တို့အပေါ်ဖက်ကိုဖွင့်ပေါ့ဗျာလှန်ပေါ့နော်ဖက်ကိုဖွင့်လှန်ပြီးတော့မှအထက်ကမိုးဖက်တို့အသားပေါ်မှာထားပေါ့ကိုလက်ခွဲဝရလူကိုမကြည့်ချင်တဲ့လူကိုပေါ်မှာမုန်းနေတဲ့သူရဲ့နာမည်ကိုရှိရပါတယ်ထားတော့နော်မြမေကိုလှဖေကမုန်းရတယ်အဲ့ဆိုရင်မြမေရပဲလှဖေရပဲဟောပေါ့နော်လှပေါ့နော်အဲ့တော့မြမေကနေလှဖေပြန်လာအောင်လုပ်ချင်ရင်ဟွာမိုးတို့ကိုဝဲအပေါ်ကထုတ်ထားတဲ့ဖက်ကိုလှမ်းမိုးတို့အသားပေါ်မှာလှဖေလို့ရေးရပါတယ်အဲ့မှာကိုမောင်ဦးတော်မထည့်ရဘူးနော်လှဖေလို့ရေးပြီးတော့မှအိမ်ရရှိတယ်ရွှေဘွားတော်မှာဆင်းလို့တော်မှာတူပြရပါတယ်လှဖေငါပေါ်မှာနေမုန်းနေတာဒီအမြန်ဆုံးဖယ်ထုတ်ပါတော့ဟဲ့နော်လှဖေကပေါ်မှာနေဘုံနေတာဒီအမြန်ဆုံးဖယ်ထုတ်ပါတော့ဟဲ့လို့စိတ်သေးကနေနှစ်ကဆူတောင်းရင်းနဲ့ပြောရင်းနဲ့ထူထပ်ပြရပါလေအဲ့ဒါဆိုရင်တော့မကြခင်မှာတယောက်ဘုံနေတာဒီအစင်မပြေတာဒီပြန်လဲအစင်ပြေပြီးတော့တာယာသောချစ်ခီလန်းကိုအမြန်ဆုံးပြန်ရှောက်လန်းတိုက်ကြပါလိခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့ဟန်ဒီဆာပါခင်ဗျာ